သတင်းမီဒီယာတွေတင်တယ်လို့ဘုံကရဲဘော်နေရာထွက်ပြေးသွားလို့ဗုံးကျဲတဲ့ဥစ္စာမျိုးဟာအချင်းချင်းကြားမှာကြီးမားတဲ့တွေးကွဲမှုကိုဖြစ်စေတယ်နားလည်မှုလွဲနေတာတွေရှိရင်အလုံးစုပြီးတော့လိုချင်တဲ့ရလဒ်ကိုဖော်ဆောင်လို့ရမယ်ထင်လို့လားဖြစ်မလားဘူးနားလည်မှုလွဲနေတာကိုအရင်ဖြေရှင်းမှရတယ် UNG နဲ့ BNI မြေပြင်မှာဖြစ်တဲ့ပြဿနာဟာပြဿနာဖြေရှင်းမဲ့နီလန်းမရှိဘူးပြဿနာဖြေရှင်းမဲ့နီလန်းဘယ်သူမှမဟုတ်ဘူးဘုံကသူပြောတယ်ကတော့တည်တဲ့ကိစ္စဖြေရှင်းမယ်မြေပြင်မှာတခုခုဖြစ်တိုင်းဖောက်ဆက်ပြီးဖြေရှင်းမယ်ပြောတယ် UNG ဘက်ကဖောက်ဆက်တာလက်မခံဘူးအဆက်အသွယ်လောက်တာမခံဘူးဖြေရှင်းလို့စိမရှိဘူးကျွန်တော်ပြောချင်တာကဘယ်နိုင်ငံမဆိုဘယ်ဒီမိုကရေစီနိုင်ငံမှာမဆိုပြဿနာဆိုတာရှိတယ်ပဋိပက္ခဆိုတာရှိတယ်အနည်းနဲ့များပဲကွာတယ်ဖြေရှင်းတဲ့နည်းလမ်းလည်းရှိရမှာပဲဟုတ်လားဒီတော့ပြဿနာဖြေရှင်းတဲ့နည်းလမ်းမရှိဘဲနဲ့ငါအောက်မဝင်လို့ဆိုတဲ့ဥစ္စာအမှုခွနဲ့မှုမတိမ်မှုသတင်းမီဒီယာတွေအကုန်လုံးဟာဒါကိုမထောက်ပြဘူးပြဿနာဖြေရှင်းတာကိုအဲ့တလုံးကိုစီဒီလောင်းပြီးတော့ပတ်လဲမီးလာရှိုးတာပရင်းပေါင်းကြီးလေးဖက်ထောက်ပြီးထွက်ပြေးရတဲ့ဥရဖတ်ရမသိအောင်ခေါ်တယ်ဘာဖြစ်လို့မီးရှိုးလဲ COC မှန်တယ်အဲ့ဒါလားဟုတ်ဘူးမားနေတယ်ကျွန်တော်တယောက်တည်းကြံတယ်ကျွန်တော်ကပြောနေမှာပဲဘာလို့ဆိုရုပ်တိမှမရှိတာယူဘာဖြစ်လို့မီးသွားရှိုးလဲသူ့ဒေတာလေးနဲ့သူ့ဟာသူ့တော့ကောက်ကွယ်နိုင်တယ်လေစနစ်ကြအောင်လဲတွားနေတယ်အညာညီနာဆိုပြီးတော့ပူပါလှုပ်ဆောင်မှုလည်းရှိတယ်အခုပင်လက်ဘူးဆေးရုပ်ဘုံကျဲတဲ့ဥစ္စာလဲလူအများစုသိနေတာအပေါ်ယံမြေပြင်ပေါ့ဗျာမြုပ်ကွက်တွေအမှန်တရားတွေကစစ်တပ်ရဲ့ပြစ်မှတ်စရင်ဆိုတာသူ့မှာရှိတာကြားလာပြီအစီအစဉ်လိုက်ပဲဟောက်ပဲလုံးမယ်ဆိုတာတော့သူတို့ပုံဖော်ထားမှာပေါ့ရဲ့သူက target list ထဲမှာဒီနေရာတွေပင်လက်ဘူးတို့ indoor တို့ဘာတွေဒါတွေကအစီအစဉ်လိုက်ရှိပြီးသားပဲလေတအားသိချတယ်ရှိပြီးသားဖြစ်ဖို့ကတစ်ချက်နော်လူတွေအခုတရင်ရေးတယ်လို့မျိုး BNI တက်မှုနှစ်ယောက်ထွက်ပြေးသွားလို့ဘုံကျဲခံရတဲ့တိုင်းလိုင်းအချိန်စရာပြီးတော့ရှိပြီးသားနဲ့ဒီဘက်မှာဖွာနေတဲ့တရင်လောက်ခတ်မှုနဲ့ဆိုရင်တွေးကွဲအောင်လုပ်ဖို့အဲ့ဒီဟာဘုံသွားကျဲလိုက်တာအကောင်းဆုံးအဖြေပဲ BNI တက်မှုတွေထွက်ပြေးပြီးတော့စစ်တပ်ကို ordinate ညွန်ပြတယ်ပေါ့ဘာမှလည်းတက်သိမရှိဘူးစစ်တပ်စီဝင်နေဆိုတော့ဘာမှလည်းတက်သိဒါဒေါင်းညွန်တဲ့တကူတော့ဝင်သွားတယ်ဆိုတော့ဥစ္စာပဲပြပါအောင်တက်သိစစ်တပ်ဟာသူစီရောက်လာရင်ထုတ်ပြမှာပဲအဲ့ဒါဆိုရင်တော့ပုတ်ဖြဲလို့ပူကောင်းတယ်စစ်တပ်စီရောက်သွားပြီးဘုံလာကျဲတာဖြစ်တယ်လိုင်းပေါ်မှာအခုဒီနေ့ဒီရေးတာ DPP တောက်ရက်စစ်တိုက်ကျဲတယ်ဟုတ်တယ်ရွှေမော်တွေပါပါတယ်ကောလင်းဖက်ကိုတကူတော်နဲ့ဒေါင်းညွန်ထွက်ပြေးသွားပြီးတော့စစ်တပ်ဖက်ကိုပူပေါင်းသွားတယ်ဘလို့ကြီးလဲတေချာလာကြည့်တာဘာမှလည်းတက်သိ DPP အင်္ဂလိပ်လိုဘိုင်းမှာရောဗမာဘိုင်းမှာရော go mine ဆိုပြီးတော့ခေါင်းစဉ်နဲ့ရွှေမော်တွေဘုံကျဲတဲ့ဥစ္စာကိုရေးထားတာအထက်မှာပါတယ်ဩဂုတ်လ19ရက်နေ့သတင်းမှာ evident သတင်းဆန်တော့ကျင့်ဝတ် journalist ဘာညာနဲ့တိုက်မမှန်ပါဘူးဒါဟာပို့ပြီးတွေးကွဲစေတယ်မျက်စိမိတ်ကောက်ချက်ချတာကသတင်းမီဒီယာတွေနဲ့ UNG ထောက်ခံတဲ့သူတွေဘုံကျဲတာတော့အမှန်ထွက်ပြေးတာအမှန်ထွက်ပြေးပြီးစစ်တပ်စီပူပေါင်းပြီးတော့ဘုံလာကျဲပါတယ်ဆိုတော့ချိတ်ဆက်မှုကဘာမှလဲ BNRA ရဲ့တကူတော်သူ့ဘရစာနဲ့တခင်ဒေါင်းညိုဟာစစ်တပ်စီဝင်သွားပြီဆိုတော့တက်တိပြရှိဘူးသတင်းတွေရေးတယ်လို့ပဲကင်ပန်ဆေးရုပ်ဘုံကျဲမှုတက်မှုနှစ်ယောက် GPF ပေးတယ်15ရက်နေ့အဲ့ဒီဆေးရုပ်ကနေပြီးတော့ထွက်ပြေးသွားတယ်အိတ်ဆေးခတ်ပြီးတော့အစိတ်ခတ်တယ်လို့ဘာလို့ထွက်လာတယ်မင်းသားတို့ဘာလို့ရေးတဲ့ post ကိုသိမ်းမြတို့တခြားသတင်းတွေ UNG lobby ရဲ့ PBS Supreme BBC TV ပြောလာဆိုလာ15ရက်နေ့မှာကြရရှိပြီးသားအစိတ်တော့မဟုတ်အိတ်ဆေးခတ်ပြီးတော့ထွက်ပြေးသွားတယ်အဲ့ဆေးရုပ်ကနေကျဲပြီပေါ့ location ကသူတို့ပြောတာလေတခင်တောင်းညို့တို့တကူတော်တို့ဝင်တာမဝင်တာဟာမသိနိုင်ဘူးဒါပေမဲ့တေချာပေါသိနိုင်တာ15ရက်နေ့ကတည်းကပြောထားပြီးသားတောင်းနေကြတော့ဘုံလာကျဲတော့တမှုနှစ်ယောက်နေသွားခဲ့တဲ့ဆေးရုပ်ဘုံလာကျဲတဆင်ချင်းပုတ်ဖော်တာပြောတာဘာတခုမှလည်းတက်သိမရှိဘူးကျွန်တော်ပြောတဲ့တက်သိကသူတို့ရေးထားတာတက်သိရှိတယ်လေယူပြလို့လည်းနိုင်တယ်အစိတ်တော့မဟုတ်အိတ်စိတ်ခတ်သွားတယ်လို့ PDF ရဲဘော်တယောက်ကပြောသိလို့ကိုသိမ်းမြရေးတယ်သိချပါတယ်ဒါကတော့ UNG ရဲ့ပြန်ကြားရေးရဲဘော်ပြောတာတော့မဟုတ်ဘူးအဲ့တော့သတင်းမီဒီယာတွေရဲ့မစင်မချင်းသတင်းဥတင်လို့ဇောဟာပြစ်မှတ်ဖြစ်သွားတယ်ဘာလို့ဆိုရင်နာမည်ကြီးတဲ့သတင်းမီဒီယာတွေသတင်းကြီးမားတဲ့သတင်းမီဒီယာတွေဟာရန်သူရဲ့အာရုံစိုက်မှုရှိတယ်ကျွန်တော်ပြောတာရှင်းရှင်းလေးသတင်းမီဒီယာတွေတင်တာ15ရက်နေ့ကလေးကသိပြီးနေပြီ16ရက်နေ့ညနေ3နာရီမှာဘုံလာကျဲတယ်စေယုံဟုတ်လားဒါအခိုင်မာတဲ့ logic တက်တည်လည်းပါတယ်သူတို့တင်ခဲ့တာကျွန်တော်မှရှိတယ်အဲ့တော့ညင်းကြတာအဲ့ဆေးတွေအစိတ်ကဘယ်သူကလာပေးလဲအစိတ်ကသူတို့လက်ထဲဘယ်လိုရောက်သွားလဲညင်းတာကျွန်တော်အဲ့ဒါမညင်းဘူးထွက်ပြေးသွားတော့သူတို့တင်လို့စစ်တပ်တည်တာ right အစိတ်ကအဲ့ဆေးခတ်တဲ့ဆိုတော့ဘာနဲ့ပြောရလဲဘယ်မှာလဲဓာတ်ပုံဘုံလာကျဲလို့မရှိတော့ဘူး
ဟုတ်လားဒါပေမဲ့အစိတ်အိတ်ဆေးဆိုတာကခက်ဆသွားပါလေဆိုတဲ့တည်င်းက line ပေါ်မှာတင်ပြီးကြံခဲ့တယ်ဆေးရုံကဘုတ်ကျဲလိုက်ပြီးမရှိတော့ဘူးလက်ဆလက်နာပြောက်သွားပြီပြီးတော့ဒါကြီးကအတီလားပြောချင်တာကအစိတ်ဆိုတာရာဇဝတ်မှုအိတ်ဆေးဆိုတာတော့တော်သေးတယ်ဟုတ်လားအစိတ်ဆိုတဲ့အစိတ်ခတ်တဲ့ဆိုတဲ့စကလုံးခွင်းစားခွင်းပိတ်နဲ့ပဲရေးထားတဲ့ဆိုကြတဲ့ကဒါဟာကြီးမားတဲ့ဆွတ်ချက်လူထုတရားရုံးမှာရာဇဝတ်ကောင်လို့ချက်ချင်းဖန်တီးဖို့တောက်တဲ့အစိတ်ဆိုတဲ့အတုံးလုံးအိတ်ဆေးခတ်သွားတဲ့တန်းပြောဘာဖြစ်လဲအခုကတမင်အစိတ်ခတ်တဲ့ဆိုတာကရာဇဝတ်ကောင်အဖြစ်ဖန်တီးတာရာဇဝတ်သားဆိုပြီးတော့အရင်ပုံစံတွင်းလိုက်တာဖြစ်တယ်ပမာလို့တက်တဲ့အစိတ်ဘာနဲ့စစ်ထားလဲအစိတ်ဆိုတာတက်မဲ့ထိုးကျွေးတဲ့စကလုံးဟာအစိတ်နဲ့စတယ်အဲ့ဒီဟာကိုတင်ချင်စောနဲ့15ရက်နေ့ကတည်းကဝိုင်းပြီးတင်တယ်ဆေးရုပ်တွေပင်လယ်ဘူးတွေဘယ်နေရာတွေအကုပ်ပါရောရူကော့မြေပြင်မှာဒါဟာစစ်စင်ရေးဆိုင်ရာလှုပ်ချုပ်ရေးကြိုးပေါက်မှု UNG ရဲ့ COC ဟာဒါလားတည်င်းကို social media မှာရေးတင်ရတဲ့ရင်းမပဲခရိုင်တိုင်ရင်ခွနဲ့တိုင်ရင်မှုလားမင်းတက်ကြီးမားတဲ့ပြဿနာဖြစ်နေတာဒီလိုမျိုးတင်လို့ရတာတည်င်းကိုအကြီးကျယ်ကိုယ့်ရဲ့ COC ကြိုးပေါက်နေတာပြတာအရေးကြီးတဲ့ထိတ်သိမ်းခံပြစ်မှတ်သူတို့ပြောသလိုဆိုတာဘောမဖက်ကိုပြောင်းသွားတဲ့တက်ဆက်ဖောက်တပည့်တွေအစကရပါလေတချို့ဆိုအရှင်မထားတဲ့တော့ရေးတယ်နော်ကွန်ပန်းမှာလူတက်ခိုင်းနေတာ PDF တွေကိုဂျီနိုဆိုက်ဝင်တယ်ကိုဘာသာကိုထောင်ချမိနေတာတွေပြောတာအရေးကြီးတဲ့ထိတ်သိမ်းထားမဲ့ဒဏ်ရာရလူနာဘာကြောင့်ဒဏ်ရာရလဲမသိပါဘူးဒါပေမဲ့ထားလိုက်ဆေးရုံကိုတက်ပြီးတော့ကုရတယ်အယက်သားဆေးရုံမှာဘာလို့တော့ကုရလဲဒါဟာလဲစေရေးသဘောတရားနော်အယက်သားနဲ့စစ်ဖက်ဆိုင်ရာအတောက်ချတဲ့နေရာမဖြစ်ရဘူးဆိုတော့စေရေးစီမင်းစီကမှာ IHM မှာပါပြီးသားလိုက်နာရမယ့်တောင်းဝန်တရားဖြစ်တယ်ကျွန်တော်ပြောနေရစဉ်းစားတော့ဒီတော့စေရေးလုံချုံရေး security ဘိုင်းဆိုင်ရာ design ဆွဲထားတဲ့ဥစ္စာကြီးကဖျူဖျဲနဲ့ပျက်စီးနေတာပြနေတယ်တရင်မီဒီယာကြီးဖော်ထုတ်လေဟုတ်တယ်မလားစေရုပ်တင်တယ်ကျွန်တော်ပြောတာတင်ချင်းမတင်ချင်းပြောစေရုပ်တင်တယ်အရာသားစေရုပ်ဘုတ်လာကျတော့ခင်ဗျားတို့တင်လို့ကြောက်လေခင်ဗျားတို့မတင်သူတို့ကသူတွားပြီးမတက်ဘူးစေရုပ် information compartmentation လို့ခေါ်တဲ့တရင်အချက်လက်ခွဲထုတ်ပြီးတော့ထိုက်သိမ့်မှုမရှိရင်လူတယောက်ပြေးတာနဲ့စိတ်ဆိုးပြီးတော့ငါတော့ post တင်လိုက်တာနဲ့တွားလိုက်ရောအဲ့ဒါဟာစနစ်တစ်ခုလုံးပြိုကျတဲ့အထိဒုက္ခရောက်နိုင်တယ်သတင်းမီဒီယာဟာပတ်စံရှာတာ clickbait ဆိုတာကလူစိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်ကိုလက်ပတ်ပြီးရေးတာနေပြီးတော့ဦးကြီးမော်တို့ဝိုင်းထားပြီးသားဟိုအဲ့ဒါမျိုးတွေပေါ့ဗျအပူမဟုတ်တဲ့ဟာတွေကိုအပုတ်ကြီးချက် over simplification နော်အာယူချက်ကားလိုက်တာလူကြည့်များဖို့ပတ်စံရှာလို့အကွက်သတင်းမီဒီယာမှာလည်းတောက်တယ်အမှန်တဝက်အမှားတဝက်တချို့ highlight ဖော်တဲ့စကားလုံးကိုရှေ့ဆုံးလက်တင်လိုက်တယ်စိတ်ဝင်စားအောင်တရင်ရင်းကြီးက pyramid ပုံစံအဓိကချက်ကိုထိတ်ဆုံးမှတင်တယ်တစ္ဆာဖောက်သွားတဲ့ငကားရဲ့ရဲဘော်တွေဖြစ်တဲ့ဒါဟာစိတ်ဝင်စားစရာအချက်နှစ်ဖက်ကွဲတယ်အဲ့ဒါသတင်းမီဒီယာတွေပေးပို့တဲ့ narrative framing ခေါ်တယ်သတင်းဦးတင်လို့မှုသတင်းဦးရလို့မှုအတိမပြုတ်နိုင်မှုတွေဟာလူထုကို9နှစ်ကြော်ကြအောင်းနာတဲ့ပုံသွင်းထားပြီး flame ရန်သူအတွက်အခမဲ့ထောက်လန်းရေးဟာအဲ့ဒီမှာတွေဖြစ်တယ်သတင်းဦးတင်လို့မှုစီစစ်မှုမရှိပဲကြေးရွာအဆင့်ဆေးရုံအရသားဆေးရုံတွေကအတိအကျတင်လိုက်တာကရန်သူဒီ connected strike လို့ခေါ်တဲ့လက်တွေ့ပြစ်မှတ်တစ်ခုတိုက်ခိုက်မှုအတွက်အလကားလမ်းညွှန်ပေးလိုက်တဲ့အချက်ကျန်တဲ့ဥစ္စာမရှိဘူးတက်တဲ့ဒါတစ်ခုပဲရှိသေးတယ် line ပေါ်မှာတင်တဲ့ဥစ္စာတရင်ထူတပုတ်အတွက်ဝိုင်းတင်ကြတော့အပေါ်ထပြီးတော့စေရုပ်တရုပ်ရဲ့လုံချိုရေးကိုခင်ဗျားတို့ဟာလောင်းကြီးထပ်လိုက်တာပဲမီဒီယာကျင်းဝတ်ပျက်စီးနေတာပြတာလက်ဖက်ဆိုင်မိဖို့ခမ်းမှာဓာတ်ငွေပိုက်ပေါက်နေတာကိုမပြင်မဲနဲ့အလုတ်ထွက်သွားတဲ့စပွဲထိုးသွားပြီးတော့ပြဿနာရှာနေတယ်လို့ဖြစ်နေတယ်ဓာတ်ငွေပိုက်ပေါက်တာပဲအဲ့တော့မိထားလောက်တော့တရားခံကထွက်သွားတဲ့စပွဲထိုးဖြစ်တယ်ဓာတ်ငွေပိုက်ကပေါက်နေလေပိုက်ပေါက်နေတာမပြင်သေး၍နောက်တစ်ယောက်ထွက်သွားလဲပဲလက်ညှိုးထိုးလို့ပဲရမယ်တင်မှာဘုံချက်ခံရမှာပဲမတေအောင်ပြောလို့ဆိုအဲ့ဒါပြောတာအဓိကအန်ဒီယာကအတွင်းလူကထွက်ပြေးသွားတယ်ဆိုတာထက်စိုင်တစ်ခုလုံးမီးဘေးလှုပ်ချုပ်ရေးအတွက် gas pipeline ကိုပြန်မစစ်ထားတာပဲ